ကျွန်တော်တွန်းရမြို့တင်တိုက်ပွဲစင်နွေးပြီးအောင်မြင်မှုရရှိခဲ့တယ်။အခါကျတော့ကျွန်တော်စီရဲတွန်းရတပ်ဖွဲ့ရဲ့စီစီလှုပ်ရှားနေပြီဖြစ်တဲ့အတွက်ကြောင့်ချင်းလင်းကောင်စီကကျွန်တော်ကိုအလိုနဲ့တွန်းရမြို့နယ်အုပ်ချုပ်ရေးကိုအပြေးပိုင်အနှင်ခဲ့တယ်။အခါကျတော့ကျွန်တော်စီရဲတွန်းရတပ်ဖွဲ့ကော်မတီကတွန်းရမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကိုအမည်ကိုပြောင်းလဲပြီးတော့တွန်းရမြို့နယ်ကောင်စီအမည်နဲ့တွန်းရမြို့နယ်ကိုအုပ်ချုပ်နိုင်ခဲ့တယ်။အုပ်ချုပ်ရေးလည်းပြည်သူ့အုပ်ချုပ်ရေးလည်းကောင်းလည်းပတ်နိုင်ခဲ့တယ်။အခါကျတော့ဇက်ဒါဇုံမီကူတီလီအစွန်းရောက်များကမနာလူဖြစ်ပြီးတော့တွန်းရမြို့ကိုပြန်လဲတိုက်ခိုက်မယ်ပြန်လဲတင်းစုမယ်ဆိုပြီးတော့ကြီးညာလာကြတယ်။ကြီးညာလာတဲ့အတိုင်း2024အောက်တိုဘာလနိုဝင်ဘာလအောက်တိုဘာမဟုတ်ဘူး2024နိုဝင်ဘာလမှာတွန်းရံကိုတိုက်ဖို့ခြေတက်လာကြတယ်ချစ်စီလာတဲ့အခါကျတော့စစ်ချီလာတဲ့အခါကျတော့ကျွန်တော်တို့ကတရင်အတိကြရလို့ CDF တွန်းရံတပ်ဖွဲ့နဲ့ CNA တပ်ဖွဲ့ကတွားရောက်ပြီးတော့မော်ကွိုင်းနဲ့တွေးခန့်ကြမှာချီကျူတိုက်ခိုက်တဲ့အခါဇက်တပ်ဖွဲ့ဝင်က7တယောက်ကြာဆုံးတယ်ကျွန်တော်တို့စီရဲတွန်းရံတပ်ဖွဲ့ဝင်မုံဟိတ်ပြန်လဲပြီးတော့တိုက်ပြင်းတဲ့လူမျိုးအတွက်အသက်ပေးလို့ပြန်တယ်အဲ့ဒါနဲ့ဇက်တပ်ဖွဲ့တွေကမချီနနိုင်သေးဘူးတွန်းရံမျိုးကိုပြန်တိုက်ဖို့ပြန်လာကြတယ်အဲ့ဒါနဲ့ကျွန်တော်တရင်ရတဲ့ခါကျတော့စီဝတွန်းရံတပ်ဖွဲ့ဝင် CDF ဝေါ်ငိုဒမ် CNA တပ်ဖွဲ့တုံးဖွဲ့ပူးပေါင်းပြီးတော့တွားရောက်ချီကျူတိုက်ခိုက်တဲ့အခါကျတော့ကျွန်တော်တို့စီဝတွန်းရံတပ်ဖွဲ့ဝင်3ယောက်ကြာဆုံးတယ်ကမ်နိုဟောင်းနိုခေါ်3ယောက်ကြာဆုံးပြီးတော့ရှင်တဲ့တပ်ဖွဲ့ဝင်1ယောက်နဲ့4ယောက်ကြာဆုံးပြန်တယ်တိုက်ပြင်းတဲ့လူမျိုးအတွက်အသက်ပေးလို့ပြန်တယ်အဲ့ဒါနဲ့ဇင်ရတပ်ဖွဲ့များကမချီနတ်နိုင်သေးဘူးနောက်ဆုံးမှာ2025ဧပြီလ4ရက်နေ့မှာမော်ကွိုင်းဇိုနဲ့တွန်းရံမြို့ကိုတပြိုင်နဲ့တိုက်ခိုက်လာတယ်မော်ကွိုင်းဇိုမှာဆိုရင်ကျွန်တော်စီရတွန်းရံတပ်ဖွဲ့ဝင်တပ်ဖွဲ့ CDF ထာဒိုတပ်ဖွဲ့ဝင်တပ်ဖွဲ့ CNA တပ်ဖွဲ့ဝင်တပ်ဖွဲ့မော်ကွိုင်းဇိုမှာစခန်းချနေထိုင်ကြတယ်ပြီးတော့တွန်းရံမှာ CNA စီရတွန်းရံတပ်ဖွဲ့နှစ်ဖွဲ့ကစခန်းချနေထိုင်ကြတယ်အဲ့ဒါနဲ့မော်ကွိုင်းတိုက်ပွဲမှာကျွန်တော်စီရဲတွန်းရံတပ်ဖွဲ့ဝင်4ယောက်ကြာဆုံးတယ် CDF ထာဒိုတပ်ဖွဲ့ဝင်က4ယောက်ဖမ်းခံရတယ်တွန်းရံတိုက်ပွဲမှာတော့ CNA တပ်ဖွဲ့ဝင်1ယောက်ကြာဆုံးပြီးကျွန်တော်စီရဲတွန်းရံတပ်ဖွဲ့ဝင်1ယောက်ဒဏ်ရာရတယ်ဇက်တိုက်ဖွဲ့ဝင်တွေကတော့90နဲ့100ကြားမှာကြာဆုံးတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်သားကရုံးဆရာဖြစ်တယ်ကျွန်တော်အကိုကြီးဆုံးရတာရုံးဆရာကတောင်းလူပုံတယ်တဲ့ဇက်လည်းတွေ့တာအဲ့ဒါနဲ့ကျွန်တော်ကမယုံနိုင်သေးဘူးမော်ကွိုင်းသားတွေကမော်ကွိုင်းသားတွေကိုကျွန်တော်မိတဲ့အခါကျတော့မော်ကွိုင်းသားတွေကဇက်အလောင်းတယ်လာတဲ့ကားတစ်စီးစကတ်ကားတစ်စီးနဲ့ဒါညာရတဲ့လူနာတင်စကတ်ကားနစီလောက်မော်ကွိုင်းကိုဖြတ်တန်းလာတယ်စူပြီးတော့ပြောတဲ့အခါကျတော့ကျွန်တော်ယုံတယ်အဲ့တိုက်ပွဲမှာဇက်တွေက90နဲ့100ကြားမှာကြာဆုံးတယ်
အဲ့ဒါနဲ့ကျွန်တော်နားအယံကိုနဲ့နားအယံနဲ့ဘုံမော်ကိုဇက်တာလက်တွေကမီးဆိုတဲ့အကြောင်းထပ်ပြီးတော့ထပ်တောင်းပြီးတော့ပြုတ်ချင်သေးတယ်နားအယံရောဆိုဒီမှာကျွန်တော်ပူထန်ဆွမ်းမှုရဲ့ရှိတော့တွန်းရံတပ်ဖွဲ့ကောင်းဆောင်ပူထန်ဆွမ်းမှုရဲ့မွေးစာတိဖြစ်တယ်ကျွန်တော်ငယ်ကလေးကြီးပြင်းလာတဲ့နားအယံကြီးစော်ဖြစ်တယ်အဲ့ဒါကြောင့်ဇက်တာလက်တွေကနာယံကိုမီးစုချင်းဖြစ်တလားပြီးတော့အကြအဆုံးများလို့အဆက်ကွဲလွန်းလို့ရှစ်လွန်းလို့နာယံကိုရောကိုမီးစုတလားတော့မသိဘူးအဲ့ဒါနဲ့မကြည်နပ်သေးဘူးဘုံမော်ဇောကိုလည်းမီးစုပြန်တယ်ဘုံမော်ဇောစီမကျွန်တော်ဇုံမျိုးနွယ်စုနေထိုင်တဲ့ကြီးရောဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလုံးဝမကြည်နပ်ဘူးစိတ်နာတော့ဗောနော်ရစ်တာလဲလော်ဘီတွေကစီအန်အတွေကစစ်ဆုံးလို့အဆက်ကွဲလို့ဘုံမော်နဲ့နားရံကိုမီးစုတယ်တဲ့စီအန်နဲ့ကျွန်တော်စီရက်တုံးရတပ်ဖွဲ့ပူးပေါင်းတာစီအန်နဲ့ချင်းလင်းကောင်စီကိုကျွန်တော်ဇုံတပ်ဖွဲ့ဇုံမျိုးနွယ်စုတွေကပူးပေါင်းတာရှင်နဲ့ဇုံမျိုးနွယ်စုနေထိုင်တဲ့ကြီးရော်ကိုဘယ်လိုလုပ်မီးစုမလဲချင်းလင်းကောင်စီကဇုံမျိုးနွယ်စုနေထိုင်တဲ့ကြီးရော်ကိုဘယ်လိုလုပ်မီးစုမလဲပေါ့နော်အဲ့ဒါကိုအများပြည်သူသိရှိအောင်ရှင်းလင်းနဲ့တရင်လွန်ချင်ပါတယ်လို့အားလုံးကြည့်တယ်ပါတယ်